Hello မြန်မာမြတ်ဒီကကြတော့ကျွန်တော်တို့ Toyota Land Cruiser 2002ပါနော်ဟုတ်ကဲ့ပါ2002လေးပါရုပ်ထွက်လဲတော်တော်လှသေးပါတယ်တော်တော်လှပါတယ်နော်ဟုတ်ကဲ့ online လေးတင်ပါနော်တော်တော်လှပါတယ်ရုပ်ထွက်လေးနော်ဟုတ်ကဲ့ပါ for light လေးရေတော့ old bikes လေးကိုပြန်ရစေတယ်အတွင်းနဲ့လေကျွန်တော်တို့ leather ခုံလေးပါနော်ဟုတ်ကဲ့ပါအတွင်းနဲ့လည်း leather လေးပါဟုတ်ကဲ့ပါရှေ့ထိုင်ကို motor လေးပါတယ်နော်ရှေ့ထိုင်ကို motor လေးပါပါတယ်ဟုတ်ကဲ့ပါမြတ်နောက်ဖက် radar လေးပြပေးတာပါဟုတ်ကဲ့ loggy လေးပါနော်ဟုတ်ကဲ့ကီလိုကကြတော့ကျွန်တော်တို့ 3,8800 နီးပါးရှိပါတယ်ဟုတ်ကဲ့ပါ high control တွေပဲပါတယ်နော်ဒီကောင်ဟိုနောက်ထပ် TV လေးတစ်ခုထပ်ပါတယ်သူ audio TV လေးပါပါတယ်နော်သူမူရင်း TV ပါမယ် comfort sport ပါမယ် high control ပါမယ်နော်ဟုတ်ကဲ့မြတ်ဒီကောင်ကကြတော့ hot seat ဟောရကိုစီပါမယ်နော်ဟုတ်ကဲ့ပါချောင်းလေးအများကြီးပါတယ်ဆိုတော့ကျွန်တော်တို့ဆန်ရူလေးပြပေးမယ်နော်ဆန်ရူပါပါတယ်ဟုတ်ကဲ့ဆန်ရူဖြစ်မယ်ဆန်ရူကိုဆိုရင်ကျွန်တော်ဆန်ရူအလုံးလုံးမလို့ကျွန်တော်စမ်းကြည့်ပေးမယ်နော်ဟုတ်ကဲ့ဆန်ရူလေးလုံးတယ်နော်ဆန်ရူလေးလုံးပါတယ်ဆိုရင်ဆန်ရူလေးလုံးတယ်ဆိုရင်ကျွန်တော်နောက်ဖက်လေးလဲတာတော်တော်လှပါတယ်နော်လဲတာလေးတော်တော်လှပါတယ်ဟုတ်ကဲ့ပါနောက်ခန်းလေးပြပေးတော့ခင်ဗျာနော်နောက်ခန်းလေးပြပေးတာပါဆိုရင်ကျွန်တော်နောက်ဖက်ကနေပြီးတော့လဲပြပေးတာပါဆိုနောက်တကားဖွင့်ပါမယ်နော်နောက်တကားဖွင့်ပြီးပြပေးပါမယ်ဟုတ်ပြီနည်းနည်းချစ်တာနည်းနည်းလေးပုံးထားလေးတော့ရှိပါတယ်ဟုတ်ပါပြီမြတ်ဒီမှာနောက်ခုံရှိပါသေးတယ်နော်ကျွန်တော်သိမမြင်ရလို့နောက်ဟာလေးတကားလေးဖွင့်ပေးတာပါနောက်တစ်ထပ်ဖွင့်ပေးပါမြတ်ဒါတော့3ခုတန်းလေးဟုတ်ကဲ့ပါကားတော့ကြည့်ရတယ်တော်တော်လေးလှပါခင်ဗျာနော်ဟုတ်ကဲ့ပါရှုပ်ပေးကျေးဇူးတင်ပါတယ်